ကဘာရွှေစင်းလုံးကတော့ဒီနှစ်အတွင်းမှာအကောင်းဆုံးတစ်ပတ်အတွင်းစင်းလုံးမြင့်တက်မှုကိုပြီးခဲ့တဲ့ဘက်ကတွေ့ရပြီးတော့အခုဆိုဒေါ်လာ4500ထိကိုပြန်တက်လာမလားဆိုပြီးတော့စောင့်ကြည့်နေကြပါတယ်။ဒါပေမဲ့ရွှေစင်းလုံးနဲ့ပတ်သက်ပြီးတော့ဒီတစ်ပတ်အတွင်းမှာစောင့်ကြည့်ရမယ့်အချက်တွေလည်းရှိသလိုစင်းလုံးဘယ်ကိုဆက်သွားနိုင်တယ်ဆိုတာကိုလည်းဒီနေ့လေ့လာကြမှာဖြစ်ပါတယ်။ရွှေစင်းလုံးကတော့ကြီးကြီးမားမားပြန်တက်လာတာကိုအလုံးအသိထားပြီးဖြစ်ပါတယ်။ price check ကိုကြည့်ရင်လည်းဈေးနှုန်းဟာ10ရာခိုင်နှုန်းထိကိုပြန်တက်လာပြီးတော့အမြင့်ဆုံးဈေးနှုန်းအဖြစ်အရင်နှစ်ကဒေါ်လာ4380ထိကိုတက်သွားခဲ့ပါတယ်။ရွှေဈေးနှုန်းကရန်တမ်းတက်လာတော့မဟုတ်ပါဘူး။ပြီးခဲ့တဲ့လအတွက်အမေရိကန်နိုင်ငံရဲ့ job report ကခန့်မှန်းထားသလိုမရှိဘဲနဲ့အလုပ်ကိုင်ဆုံးရှုံးမှုပေါင်း2300တောင်ရှိခဲ့တော့ဒါကိုဈေးကွက်ကအချက်ပြမီးဖြစ်မြင်သွားခဲ့ပါတယ်။ labor market ဟာအများထင်ထားတဲ့ထက်ပိုပြီးတော့ဆိုးရွားနေတယ်ဆိုတာပြသတာဖြစ်နိုင်တယ်လို့အဓိပ္ပာယ်ဖွင့်ကြပြီးတော့ရွှေဈေးနှုန်းတက်လာတာဖြစ်ပါတယ်။ဆိုတော့labor market အခြေအနေမကောင်းရင်တော့ဒါဟာရွှေဈေးကွက်တော်တွန်းအားဖြစ်လာတယ်ဆိုတာကိုလည်းသိစေချင်ပါတယ်။ပြီးတော့ရွှေကိုင်တဲ့သူတွေအတွက်တော့ဈေးနှုန်းတက်လာတာထက်ဘာကြောင့်ဈေးနှုန်းတက်လာတာလဲဆိုတဲ့မိခွန်းကပို့ပြီးတော့အရေးကြီးပါတယ်။အခုဆို10နှစ်စာထုတ်ထားတဲ့ငွေတက်စာချုပ်ရေးလာ4.65ရာခိုင်နှုန်းအထိပြန်ကျလာပါတယ်။ဒါကရွှေဈေးကွက်အတွက်အရန်ကိုအရေးကြီးပါတယ်။ဘာဖြစ်လို့လဲဆိုတော့ရွှေဟာအတိုးအမြတ်မရှိတဲ့ asset ဖြစ်ပါတယ်။ရိုးရိုးရှင်းရှင်းပြောရမယ်ဆိုရင်တော့ဘာအတိုးနှုန်းနဲ့ငွေတက်စာချုပ်ကပေးတဲ့ yield မြင့်မားတဲ့အချိန်မှာရင်းနှီးမြှုပ်နှံသူများဟာလစဉ်အတိုးအမြတ်ပေးတဲ့ asset ကိုရွေးချယ်လာကြပါတယ်။ဒါပေမဲ့ yield ကျလာတဲ့အချိန်မှာရွှေကန်ရတဲ့ကုန်ကျစရိတ်သက်သာလာပါတယ်။ဒါကြောင့်ဒီလိုချိန်မှာရွှေကိုရင်းနှီးမြှုပ်နှံသူများကပြောင်းကန်လာကြတာဖြစ်ပါတယ်။ဒီလိုချိန်မှာနောက်ဆက်တွဲအဖြစ်ဘာဖြစ်တတ်တယ်လဲဆိုရင်တော့နှစ်နှစ်အတွင်းမှာအမြင့်ဆုံးကိုတက်လာခဲ့တဲ့ US dollar index ဟာအခုဆိုရင်လည်းပြန်အားနည်းလာတာတွေ့ရပါတယ်။ရွှေစည်းနှုန်းကို US ဒေါ်လာနဲ့အများစုကတိုင်းတာကြတော့ US ဒေါ်လာအားနည်းလာတဲ့အချိန်မှာနိုင်ငံတကာရွှေဝယ်သူများအတွက်တော့ရွှေဝယ်ရတာပို့ပြီးတော့ကုန်ကျစရိတ်တက်တာလာပါတယ်ပြီးတော့ big money sentiment လို့ခေါ်တဲ့အရင်ကရွှေထုတ်ရောင်းခဲ့ကြတဲ့သူတွေကလည်းအခုဆိုရင်တော့အဝယ်ပြန်လိုက်နေကြတဲ့အပြောင်းအလဲကိုလည်းတွေ့ရပါတယ်ပြီးခဲ့တဲ့ပတ်မှာပဲ SPDR Gold Share ကို US ဒေါ်လာတန်ပေါင်း896တန်ဖိုးထိတောင်ပြန်ဝယ်လာကြပါတယ်တရုတ်နိုင်ငံမှာလည်း March လနောက်ပိုင်း Gold ETF အားကောင်းကောင်းနဲ့ပြန်ဝင်လာတာကိုလည်းတွေ့ရပါတယ်ပြီးတော့ detail တွေကပဲရွှေကိုပြန်ဝယ်လာကြတာမဟုတ်ပါဘူးနိုင်ငံကဗဟိုဘဏ်တွေကလည်းပြီးခဲ့တဲ့မေလကစပြီးရွှေပြန်ဝယ်လာကြပါတယ်ဒီနေ့မှလည်းနိုင်ငံကဗဟိုဘဏ်များရဲ့ရွှေကိုင်တဲ့ပမာဏထပ်ပြီးတော့တိုးလာဖို့ရှိရလို့ကမ္ဘာရွှေကောင်စီကတော့ခန့်မှန်းထားပါတယ် technical ဘိုင်းရပြောရင်တော့ chart ကလည်း bullish ကိုသွားခြင်းတဲ့အခြေအနေကိုတွေ့ရပါတယ်ဒေါ်လာ3940ဝန်းကျင်မှာတွေ့ရတဲ့ double bottom ကိုကြည့်ချင်ရဖြစ်ဈေးနှုန်းဟာ reversal သွားမယ်ဆိုတော့ပြခဲ့ပြီးဖြစ်ပါတယ်ပြီးတော့အခုဆို neckline ဖြစ်တဲ့ဒေါ်လာ4200အထက်ကိုလည်းပြန်တက်လာပြီးတော့50 day MA အထက်ကိုလည်းဈေးနှုန်းပြန်ရောက်လာတာတွေ့ရပါတယ် technical ဘိုင်းမှာတော့70အနားကိုတက်လာတဲ့ RSI ကိုစောင့်ကြည့်ဖို့တော့လိုပါတယ်ဆိုလိုတာကတော့ဈေးနှုန်းက overbought အနားကိုရောက်လာတယ်ဆိုတာကိုဆိုလိုပါတယ်တကယ်လို့ဈေးနှုန်းအတက်ကိုအချိန်ဆက်ပြီးထိန်းနိုင်မယ်ဆိုရင်တော့ trader တွေကတော့ရွှေဈေးနှုန်းကဒေါ်လာ4500ထိတောင်ပြန်တက်လာဖို့မျှော်လင့်နေကြပါတယ်ဒါပေမဲ့လည်းဒေါ်လာ4000ဝန်းကျင်မှာရှိတဲ့ key support ကိုလည်းစောင့်ကြည့်ဖို့တော့လိုပါတယ်ပြီးတော့ဒီတစ်ပတ်အထူးစောင့်ကြည့်ရမယ့် events တွေကတော့ဒီတစ်ပတ်ထွက်လာဖို့ရှိတဲ့ American နိုင်ငံရဲ့ CPI ဖြစ်ပါတယ်ဈေးကွက်ကတော့ငွေကြေးဖောင်းပွမှု3.4ရာခိုင်နှုန်းထိကျလာဖို့ခန့်မှန်းကြပါတယ်ဒါပေမဲ့ငွေကြေးဖောင်းပွမှုကဒီထက်ပိုပြီးတော့ကျလာတယ်ဆိုရင်တော့ဘိုးဘန်အနေနဲ့ဘာအတိုးနှုန်းဒီတိုင်းဆက်ထားမလားဒါမှမဟုတ် short ချတောင် short ချနိုင်သလားဆိုတဲ့စဉ်းစားစရာဖြစ်လာပါတယ်တကယ်လို့ငွေကြေးဖောင်းပွမှုအခမ်းအနားထက်အများကြီးရော့လာတယ်ဆိုရင်တော့ဒါဟာရွှေအတွက် bullish ဖြစ်ပါတယ်ပြီးတော့ရှေ့လေပိုင်းကစစ်ပွဲသတင်းကိုလည်းအခြေအနေစောင့်ကြည့်ဖို့လိုပါတယ်အခုဆိုတော့ရေနံဈေးနှုန်းကလည်းအနေနဲ့ပြန်တက်လာတွေ့ရပါတယ်ရေနံဈေးနှုန်းတက်ရင်တော့ရွှေအတွက်သတင်းကောင်းမဟုတ်ဘူးဆိုတာကိုပြောရင်းနဲ့ဒီဗီဒီယိုလေးကို like and share လေးလုပ်ပေးချဖို့အားလုံးကိုတောင်းဆိုချင်ပါတယ်